Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါနန်းတို့ Colorado State တော့လည်းဖြစ်ခဲ့တဲ့ခီးစဉ်ကို sharing လုပ်ပေးချင်လို့ပါနန်းတို့ဘယ်တွေသွားခဲ့လဲဘာတွေလုပ်ခဲ့လဲဆိုတာကြည့်ကြည့်ပေးကြပါအောင်နော်အရင်ဆုံးနန်းတို့ကဒီ Sacramento မြို့ကနေပြီးတော့9နာရီလေးရင်နဲ့2နာရီစီးပြီးတော့ Denver မြို့ကိုရောက်ခဲ့ပါတယ်ဒီရဲ့ California State ရဲ့ Colorado State ရဲ့အချိန်တစ်နာရီกว่าတဲ့အတွက်ကြောင့်မလို့နန်းတို့ကနေ့လယ်12နာရီကျော်မှ Denver ရောက်ခဲ့ပါတယ်တောင်းမနေတောင်းတယ်နေမောင်တင်းဆိုတော့ပြပါအခုကန်းကားတဲ့အစီအသွားမယ်ပြီးရင်ကတော့ယူမယ် Legacy ကိုpick up လုပ်ဖို့အတွက်ကိုရဆောင်နေနန်းတို့ကအချစ်ကောင်ငါ့ဖို့ရွေးလိုက်ပါလေကိုကြီးတရားကိုချစ်ကောင်မောင်းပြီးတော့မှစိန်နဲ့ဒီက Houston ပြည်တော့နည်းနည်း adjust တော့ရတယ်မစောပါဘူးဒီကမောင်း first time so good ဒီ Colorado နဲ့ရောက်တော့တောင်တက်မှာဆိုတော့ဒီကလည်းချစ်ကောင်နဲ့ပို့စစ်ကြီးရပေါ့နော်အားကြောင့်ထားတယ်စီးချင်နေရတဲ့အတော်ပဲဆိုငါးလိုက်တာသူကပို့ပြီးတော့ဈေးများတယ်ပုံမှန်ကားတွေချက်ပါအခုရင်သွားစားမယ်ပေါ့နော်မနေ့ကတည်းကဘာမှမစားရသေးဘူးတရင်ပေါ်ကဒီ snack တစ်ခုလေးပဲစားရသေးတယ်ဘလို့ကျွေးတဲ့ snack ပဲစားရတယ်အားမစားတော့စားမယ်အခုကတော့ Vietnamese soup သွားစားမယ် so far so good baby yes စားလိုက်ပါအောင်မယ်လောစားရကိုမရှိဘူးဟာ Vietnamese ကျွေးစားဆိုတော့သူရတဲ့ငါဆက်လေးနဲ့နန်းတို့စားပြီးရနဲ့ Vail Valley ကိုခရီးဆက်ခဲ့ပါတယ်အဲ့နေရာက Denver နေပြီးတော့2နာရီလောက်မှပါတယ်နေကြတယ်ဟိုလာလိုက်တာနော်နေတော့ဝါနေကြတယ်ဟုတ်တယ်အခုကတော့ Vail Valley ကိုရောက်ပါပြီဒီ Valley စပါဆိုရင်အဲ့လိုမျိုးလေးဆိုင်လေးရှိတယ်ကျွန်တော်ဘာတတ်သူမိထားဝဆိုင်တို့လည်းတူတယ်ဟုတ်တယ်နော်မိထားဆိုင်တူတယ်ပြပြညောင်လေးရောလာ4 season ညောင်လေးအနီးဟွာနေရောင်လေးဒီကသူ့လည်းဒီကစနိုးလာစီဒီချင်းကစနိုးချင်အောင်ပေါ့ဝရှောက်ကြည့်ရလားမိုးကရွာလာမေးပြောရလားပြောတယ်ဘယ် resort ဟာကြည့်ပါလှလိုက်ရ winter season ဒီမှာတော့လုံးဝလူပြည့်တယ်ဘယ်မျိုးရဲ့အဆောက်အဦလေးချစ်စရာလေး off season ဆိုတော့လူနေတော့အရင်မိုက်တယ်မွေးဝန်ထမ်းအချိန်လာမဆိုရင်လူတွေရမ်းများနေမှာစနိုးစီးတဲ့လူသူဘတ်ကားလည်းရောက်မိုင်သူဒီ village မှာဒီဘတ်ကားဒီထဲဝင်လို့ရဘတ်ကားမတိုင်နေရောက်တာရှိတယ်Vail Road ဒီ village ဒီ Vail Road ဒီ village ကိုအတော်လေးဘတ်ကားလေးရှိတယ်မိုင်ရှင်းပါကင်မရာတစ်လုံးနဲ့သူ့ဖုန်းတစ်လုံးရိုက်နေစိတ်ကြက်ဒီပင်ရောင်လေးအရင်လာနေအောင်ဝိုင်းအောင်လေး so cute isn't it pretty baby yeah it is so pretty we shall live here baby no you only say that for this season winter time is so bad you know look at the road babe look it's so beautiful 我等下你咪打算去的好吗对ဒီမှာ hotel inn အများကြီးဒီမှာပဲနေတော့မလားယင် snow ရကြိုက်ဆိုးတယ်အေးဟုတ်တယ်နော် snow ကြရင်တော့မတိတ်ပြီးတော့မကြိုက်ဘူးဘာ UK ရဲ့အလယ်ရှိနောက်ကတောင်လေးနဲ့ဒီလိုအဝါရောင်တစ်ပြင်းလေးနဲ့အရန်လာတော့ကြိုက်လိုက်တာရှင်လုံးချတာလေချွေယောက်ျားလာအများကြီးပဲမှာလေရင်တိုက်လို့ဝိုက်ကန်စန်တာကိုရောက်နေလုံးဆိုင်တိုင်းကျွန်တော်နေရတယ်ဘက်ကနေဝင်တဲ့ဒါလည်းရင်ကောင်းပါဘယ်ရောက်မှတ်တရတယ်အိုးလာတယ်
သူရဲ့အလံလည်းပါတယ်ပြီးရင် veil ski resort ski resort ရဲ့ okay အဲ့ဒါယူမယ်သူရဲ့မြေပုံလေဒီမှာသူတို့ရဲ့ museum ပေါ့နော် ဘယ်မျိုးလဲ ဘယ်မျိုးရဲ့ museum လေးပေါ့အာဒါအရင်ခေတ်တုန်းကသူတို့စစ်သားတွေသူတို့ပြထားဟိုဘက်မှာသူတို့ရဲ့ uniform တွေဟိုမှာဂျပန်အလံတောင်ပါသေးရဲ့ဘာဖြစ်တာလဲဂျပန်ရဲ့ဒီကိုရောက်တယ်ထင်တယ်ဒါရင်ခေတ်တုန်းကသူတို့ဖနက်တွေတဲ့ဟိုတန်ချောင်းတွေနဲ့ကြည့် တက် အောင် ခဲ့ရတယ် အော်ဒီဖနက်ကဘယ်လိုစီးလဲတော့မသိဘူးစီးတဲ့လူတော့တော်တော်လေးနာမှာနော်ကြည့်အောင်ပါ တော်တော်လေးပဲဖလား လေးမှာအပ်ပြီပေါ့အိုး သူ ski resort ကြီးပဲတော့မော်လေးရ အဲ့လေကြည့်ပဲ touch resonate and learn more will ကျအရင်ခဲ့ရတယ် right there ski see a outfit my outfit လား ဒါတဲ့ outfit နဲ့တော့နည်းနည်းဆက်ဆက်အရင်ခေတ်က ski ပစ္စည်းတွေသူရဲ့ပုတ်ဖနက်တွေအများကြီးပဲခေတ်အလိုက်နဲ့ပြောင်းတော့တော့ပြတာ ကျွန်တော်အခုဘယ်မှာရင် husband ကိုသွားမှာမယ် နောက်တဲ့2နာရီခွဲထပ်မှာ ထပ်မှာ 2နာရီခွဲတော့ပေါ့ 2နာရီဒါ small town ဖြတ်နေရပါတော့ဒီ town ကဘာ town လဲတော့မသိဘူးညဘက်ဆိုတော့ဘာမှမမြင်အောင်အခု Aspen ရောက်ဖို့အတွက်မိုင်40ပေါ့တနားရီထပ်မှာမယ်ဆန်ဖရန်မှာဆိုလို့ရှိရင်town တစ်ခုနဲ့တစ်ခုဆိုရင်နည်းနည်းဆက်တယ်လေနော်ဒီမှာကျတော့ဒေါ်လန်နေဖြတ်ရပြီးတော့အပီဂျာမှာနောက်ထပ်တစ်မျိုးကိုသူကရောက်တာအဲ့လိုအကွက်လေးတွေသွားတည်တည်နေည7 နာရီကျော်မှပဲဟိုတယ်ကိုရောက်တယ်မှာအေးလိုက်တာဒီမှာမီးလေးချက်ကင်ဝင်ဖို့စောင့်နေတော့မီးလေးလုံလောက်မှာနွေးနေရပဲဟိုတယ်ကပုတ်လုပ်ထားပြီးသားအခုချက်ကင်ဝင်ဖို့ အရင်မောင်းနေပြန်မှာဒီမှာ ခုနကမောင်းလာကြောက်လာ ကျောက်စရာလား ပကားယူတော့လို့ရကြည့်ပါမယ်နှစ်ခုအာကတဲမဲ့အခန်းလေးပါတညပဲဆိုတော့လေဒီတောင်ပေါ်မှာလည်းဖြစ်တော့ချင်းလေးပဲငါထတယ်ညစာစားဖို့လည်းရှောက်ထွက်နေပါတယ် တဲတဲ့နေရာသူ့နေရာပြီလား ဟုတ်ပါလေတရုတ်ဆိုင်ကိုရှာနေ ရှော့ပြီး ရှိယူAspen Adject Gallery ဒီ Aspen မော်ဒယ်တက်တာလေမကနနော်ရိုက်တာတောင်းတက်တာ အော် ရတာပီဇာနဲ့2ပါးတော့ရပါတယ်ကိုရဒီရလေးတော့ limited issue သူ့ပီဇာကြီးတယ်ရတာကောင်းဟုတ်တယ်ဆိုဒီလေးဆိုတော့ဆိုင်တော့ရအောင်ပိတ်ပြီးဆိုင်ရတော့ midnight tea ကိုသူဖွင့်ပြီး တမန်လေးစောက်လို့ရမှုတော့ကြီးများ နန်တို့စားပြီးရနဲ့ဟိုတယ်မှာပဲပြန်လာလိုက်ပါတယ်နန်တို့ရဲ့ကလိုရာဒိုခီးစဉ်ပထမရက်ဒီမှာတင်ပြီးပါပြီမနေ့ပြန်မှပြန်တွေ့မယ်နော်တတ